အားလုံးပဲမင်္ဂလာပါရှင်မုံချမ်းတောင်ပေါ်ရွာကိုတက်တဲ့လန်တောင်အလယ်လောက်မှာရှိတဲ့ပုံရန် adventure park ကိုတွားပြီးတော့ jungle coaster တွားစီမှာပါကစားနည်းဆိုဆော့လို့ရတဲ့ package တွေလည်းရှိတယ်လို့မျိုးတစ်မျိုးချင်းစီလည်းစီးလို့ရတယ်ဆိုတော့220တန် coaster တစ်ခုကိုပဲစီးခဲ့ပါတယ် jungle coaster ရောက်နေရပါ jungle coaster အရင်စီးကျင်လို့လာတယောက်ကို220ဒီမှာcoaster စီးရမယ်ဆိုတော့ဘယ်လိုခံစား easy ပဲနော်ဟုတ်တယ်နော်ကြည်ထားဟုတ်နော်တော်ပြီဦးတယ်တော်ပြီအဲ့လိုကောင်းပါနော်အဲ့လိုကောင်းပါနော်ကြုံနေစီးရရဝင်ပြအောင်ဝင်တဲ့နေရာမို့လို့ location ကိုအပေါ်မှာတင်ပေးထားပါတယ်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်တတား